ကျွန်တော်ဒီနေ့ဖြိုဖျမဲ့အကြောင်းကတော့ယနေ့တူရကီနိုင်ငံမှာတည်ရှိတဲ့ Ephesus မြို့လိုအမည်ရတဲ့ရှေးဟောင်းမြို့ကြီးတစ်မြို့ရဲ့ကြီးကျယ်ခမ်းနားမှုကနေစလိုက်ရအောင် Ephesus မြို့ဟာရှေးခေတ်ကကမ္ဘာအကြီးကျယ်ဆုံးနဲ့အရေးပါဆုံးမြို့တော်တွေထဲကတစ်ခုဖြစ်ပြီးကြီးမားတဲ့စာကြီးတိုက်တွေပရိသတ် 2500 အထိဆန့်တဲ့ကြီးမားခမ်းနားတဲ့ရောမပြားဆက်ယုံတွေရှေးဟောင်းကမ္ဘာအံ့ခွဲခုနှစ်ခုထဲကအခုဖြစ်တဲ့ Artemis ဘုရားကျောင်းတော်လိုကမ္ဘာအံ့ခွဲတွေတည်ရှိရာနေရာလည်းဖြစ်ခဲ့ပါတယ်တမိုင်းဝင်ရှေးဟောင်းမြို့ဖြစ်သော Ephesus နဲ့နလန်မကန်းတောင်ကုန်းတစ်ခုပေါ်မှာ Miram Anna လို့ဒေသခံတွေခေါ်ပေါ်တဲ့ယူရှင်းတဲ့အိမ်လေးတစ်လုံးတည်ရှိပါတယ်။ဒီအိမ်လေးဟာတခြားအိမ်တွေနဲ့မတူပဲအလွန်တန့်ရှင်းစင်ကြယ်တဲ့သခင်ယေရှု၏မိခင်မေတော်မာရီယာ၏အိမ်တော်ဖြစ်ပါတယ်။မေတော်မာရီယာဟာတာမန်အမျိုးသမီးတူမဟုတ်ပဲဖျားသခင်ကိုမိမိဝမ်းနဲ့လွယ်ဟဲ့ရတဲ့ဤလောကရဲ့သားသမီးအားလုံးအတွက်အမြဲတမ်းကြားဝင်ပေးနေတဲ့စัจ जा ဝတ္ထုတစ်ခုလုံးရဲ့မိခင်အဖြစ်မျက်နှိုးကြည်ညိုခြင်းခံရသူဖြစ်ပါတယ်။သူမရဲ့မွန်မြတ်ခြင်းဖြူစင်ခြင်းနဲ့ချစ်မြတ်တာတို့ဟာခေတ်အဆက်အဆက်နေရာအနှံ့အပြားမှာထင်ရှားခဲ့ပါတယ်။မဲတော်ဟာယနေ့ကမ္ဘာနေရာများစွာမှာထင်ရှားပြနေပါတယ်။ထင်ရှားတဲ့နေရာတွေကပေါ်တူဂီနိုင်ငံကဖာတီမာပင်စစ်နိုင်ငံကလူဒတ်စ်မက္ကဆီကိုနိုင်ငံကကွာဒါလူပေဘော့စနီးယားကမက်ဂျူဂေါရီစတဲ့နေရာတွေမှာမဲတော်ဟာကိုထင်ပြပြီးလူသားတွေကိုမေတ္တာတရားနဲ့တတိပေးမှုတွေပေးခဲ့ပါတယ်ဒီလိုကြီးကျယ်ခမ်းနားလေရှေးအောင်မြို့တော်ကြီးရဲ့အနီးနားတောင်ကုန်းလေးတစ်ခုပေါ်မှာတော့ဒီအံ့ဖွယ်ဖြစ်ရတွေထက်ပူပြီးတော့ကိုအနှစ်သာရရှိနေတဲ့နေရာတစ်ခုတည်ရှိနေပါတယ်။အဲ့ဒါကတော့မေတော်မာရီယာအသက်ရှင်နေထိုင်ခဲ့ပြီးတော့သူမဘဝရဲ့နောက်ဆုံးလောကမှာနေချိန်အထိဒီအိမ်လေးပဲနေခဲ့ပါတယ်။အေဖတ်မြို့ရဲ့တောင်ကုန်းမြင့်ပေါ်မှာတည်ရှိတဲ့ဒီအိမ်လေးဟာအလွန်ရိုးရှင်းပါတယ်။ဒါပေမဲ့ဒီရိုးရှင်းမှုထဲမှာတမိုင်းရဲ့အရေးပါမှုနဲ့မယုံကြည်နိုင်လောက်တဲ့ဝိညာဉ်ရေးရာစွမ်းအားတွေဖုံးကွယ်နေပါတယ်။ခရိယန်ဓလေ့အရာသခင်ယေရှုဟာလက်ဝါးကပ်တိုင်ပေါ်မှာအသက်မထွက်ခင်မှာသူအလွန်ချစ်မြတ်နိုးတဲ့တပည့်တော်ရှင်ယောဟန်ကိုမိန့်မာခဲ့ပြီးမဲတော်ကိုပြုစုစောင့်ရှောက်စေခဲ့ပါတယ်။ဓမ္မန်တော်ရှင်ယောဟန်ဟာအေဖတ်မြို့မှာဘာသာရေးခေါင်းဆောင်အဖြစ်တာဝန်ထမ်းဆောင်ဖို့ရောက်လာတဲ့အခါမဲတော်မာရိယာကိုသူနဲ့အတူခေါ်ဆောင်လာခဲ့ပါတယ်။ဒါကြောင့်မဲတော်ဟာသူမရဲ့နောက်ဆုံးနှစ်များကိုဒီအိမ်လေးမှာကုံဆုံးခဲ့လို့ယုံကြည်ရပါတယ်။ဒီအိမ်တော်ဟာအေဖတ်မြို့ရဲ့ရှုပ်ထွေးတဲ့မြို့ပါဘဝကနေအလံဝေးပြီးတိတ်ဆိတ်အေးချမ်းတဲ့တောင်ကုန်းပေါ်မှာတည်ရှိပါတယ်။မဲတော်ဟာသူမဘဝနောက်ဆုံးနေ့ရက်တွေကိုတရားဓမ္မနဲ့ငင်းချမ်းစွာကုံဆုံးခဲ့တဲ့ဆိုတဲ့ယုံကြည်ချက်ကိုပို့ပြီးအားဖြည့်ပေးပါတယ်။ဤနေရာတွင်မဲတော်ဟာသူမဘဝနောက်ဆုံးနေ့အထိနေထိုင်ခဲ့ပြီးဒီနေရာကပဲကောင်းကင်ဘုံသို့ပြင်ဆောင်ခြင်းခံရခဲ့တယ်လို့လည်းယုံကြည်ကြပါတယ်။ဒီအိမ်တော်ထဲဝင်ရောက်သူတိုင်းဟာထူးခြားတဲ့ငြိမ်းချမ်းမှုနဲ့မိခင်ရဲ့နွဲထွေးတဲ့မေတ္တာကိုခံစားရတယ်လို့ဆိုပါတယ်။ဒီအိမ်တော်ကိုထူးခြားစေတာကတော့ဘာသာပေါင်းစုံကလူတွေလာရောက်ကိုးကွယ်ဆုတောင်းကြခြင်းပဲဖြစ်ပါတယ်။နှစ်စဉ်ဖျားဖို့ကသိန်းကျော်လာရောက်ရမှာခရိယန်တွေသာမကမွတ်စလင်တွေလည်းအများကြီးပါဝင်ပါတယ်။အကြောင်းကတော့အစ္စလမ်ဘာသာမှာလည်းမဲတော်ကိုကြီးမြတ်တဲ့သူတော်စင်တူအဖြစ်လေးစားကိုးကွယ်ကြလို့ပါပဲဖျားဖူးတွေဟာဒီအိမ်တော်နေရန်တွေမှာခရိယန်ဖျောင်းနိုင်တွေထွန်းကြသလိုမွတ်စလင်ဓလေ့နဲ့ရေးထားတဲ့ဆုတောင်းစာတွေပါတဲ့ဘဝတွေကိုနေရန်တွေမှာချီနှောင်ထားကြပါတယ်ဒါဟာဘာသာရေးခွဲခြားမှုမရှိဘဲလူသားအလုံးမဲတော်စီမှာနှစ်သိမ့်မှုနဲ့အမေရဲ့စောင့်ရှောက်မှုကိုရယူကြတဲ့ငြိမ်းချမ်းခြင်းရဲ့သက်တည်ပါပဲဒီအိမ်တော်ပြန်လဲရှာဖွေတွေ့ရှိခြင်းမှာအံ့ဩဝေကောင်းတဲ့အကြောင်းရင်းတစ်ခုရှိပါသေးတယ်။ဒါဟာသမိုင်းပညာရှင်တွေမြေပုံတွေနဲ့ရှာဖွေတွေ့ရှိခဲ့တာထက်
ပိုပြီးစိတ်ဝင်စားစရာကောင်းပါတယ်19ရာစုအစောပိုင်းမှာ German sister တပါးချစ်တဲ့ Catherine Emmerich ဟာအလွန်ထူးခြားတဲ့ယူပါယုံအိမ်မက်ကိုမြင်မှတ်ခဲ့ပါတယ်သူမဖျားနာနေပြီးခရီးသွားလာနိုင်ခြင်းမရှိတဲ့အတွက်အေးဖတ်မြို့ကိုတခါမှမရောက်ဖူးပါဘူးဒါပေမဲ့သူမရဲ့အိမ်မက်ထဲမှာမယ်လော်ရဲ့အိမ်တော်ဟာဘလို့ပုံစံရှိတယ်ဘလို့ဒီနေရာမှာရှိတယ်ဆိုတာကိုအသေးစိတ်ဖော်ပြနိုင်ခဲ့ပါတယ်။သူမရဲ့အိမ်မက်တွေကိုရေးထားတဲ့စာအုပ်ကိုအခြေခံပြီး19ရာစုနောက်ပိုင်းမှာစူးစမ်းသူတွေဟာအဲ့ဒီနေရာကိုရှာဖွေခဲ့ကြပါတယ်။စိတ်ဝင်စားစရာကောင်းတာကတော့သူမရဲ့စာအုပ်ထဲမှာဖော်ပြထားတဲ့မြေမျက်နှာသွင်းဖြင့်အိမ်ရဲ့ပုံစံနဲ့အခန်းဖွဲ့စည်းပုံတွေဟာတကယ်တမ်းတောင်ကုန်းပေါ်မှာပျောက်ဆုံးနေတဲ့အိမ်တော်ကိုပြန်လည်တွေ့ရှိတဲ့အခါမှာအလွန်တူညီနေတာကိုတွေ့ခဲ့ရပါတယ်။ Sister တပါးရဲ့အိမ်မက်ဖေးချင်းကိုအခြေခံပြီး1882ခုနှစ်တွင်ဖင်စစ်ဖုံးတော်ကြီး Abbe Julian Goyek ကစာအုပ်ပါအချက်လက်များကိုအသုံးပြုကာတူရကီနိုင်ငံအေဖတ်မြို့အနီးရှိတောင်ပေါ်မှာအင်ကိုစတင်ရှာဖွေတွေ့ရှိခဲ့ပါတယ်။နောက်ပိုင်းတွင် Sister Marie de Manda Grancy နဲ့ Lazarus ဖုံးတော်ကြီးများကထပ်မံအတည်ပြုကြပါတယ်။မေရော်ရဲ့အိမ်တော်ကိုပြန်လည်ရှာဖွေတွေ့ရှိခဲ့ခြင်းဟာဒီနေရာရဲ့မြင့်မြတ်တဲ့စွမ်းအားကိုနောက်ထပ်သက်သေပြလိုက်သလိုတမိုင်းဝင်အပြည့်အပြည့်နဲ့ဘာသာပေါင်းတို့၏ရိုသေလေးစားမှုကိုခံယူနေရခြင်းကြောင့်လူသားအလုံးရဲ့မျှော်လင့်ခြင်းနဲ့ငြိမ်းချမ်းခြင်းကိုကိုးစားပြုတဲ့ကမ္ဘာအမွေအနှစ်တစ်ခုအဖြစ်ထာဝရတည်ရှိနေမှာပါသိကြပါတယ်။ခုတင်ဆက်တာကိုစိတ်ဝင်စားတယ်ဆိုရင် like share and subscribe လုပ်ပေးဖို့မမေ့နဲ့နော်။အားလုံးကိုမြန်မာ Catholic Channel မှာအထူးကျေးဇူးတင်ပါတယ်။